ချမယ်နော်လင်းထွက်တယ်တွေ့လားခဏကကျွန်တော်တလုံးကအဲ့အလင်းသိမ့်မထွက်တဲ့အလုံးရမှန်လှည့်သွားလက်ထဲတယ်အဲ့တော်တော်များများစီးရရတွေကဒီကောင်လည်းအကုန်ပိတ်တယ်မိုင်စင်းတွေလည်းအကုန်ရတယ်ကျန်တဲ့ဆက်အဲ့ဒါဘာမှမပါဘူးလက်ပွေလည်းအကုန်ရတယ်အခုကျွန်တော်အကိုလားလို့မေးတော့ကျွန်တော်ရှော့တော့မသေးရဒီလိုတော့နော်ကင်မရာရိုက်လည်းကြည့်တော့ကိုင်းဖို့လားဟောဟိုက်တယ်ဆိုတာဟောဟိုလေးဒီမှပြန်လဲတော့မှတက်มาတယ်ရှူဟွာပဲရှိတာတသိန်းကျော်ပဲရှိတာသိန်းလာလားပိုင်းသိန်းရဟောကင်မရာလည်းမိုက်ဟောရုပ်ထွက်ဆိုးတယ်ရုပ်ထွက်တွေပါလေဟိုကဖြစ်ပါဖြစ်မလဲအဲ့ဟိုအေးဆက်ချောက်လေးဘာရမိုးကြည့်ကြည့်လိုက်ရတယ်ဟောလည်းနဲ့တင်တက်သွားတယ်ပါနဲ့ဟုတ်တယ်အေးဆက်ချောက်6လုံးရကျွတ်တယ်ဟမ်တက်ပြီးတော့ဝါရမိုးကကလပ်လေးရတယ်မလေးအဲ့လောက်တော့ရှိမှာဒီကောင်းရဘယ်လောက်အဲ့ကောင်ကျွန်တော်ပြောနေတာ4D ရိုက်ကောင်ဘုံကောင်က30ရောဒါ30မှာအခုလက်ရှိတော့တက်နေတဲ့သုံးထားတာပဲအော်မန်နေနဲ့ပဲအားရအကိုနဲ့ပြောနေကျွန်တော်အဲ့ဒါနဲ့ပြောနေဒီကောင်က825စစ်နှစ်ခုလုံးအမ်ပိတ်ဒီကောင်ကဟို12အမ်ပိတ်ကိုမှာ812ပဲအဲ့မှာဒီကောင်က8ဆက်ချဒီကောင်8ဆက်မှာတကယ်တော့တူလောက်ပါပဲဘဲလန်းလောက်ပါဈေးတယ်လည်းမဟုတ်ဘူးကော်လီကြောက်တယ်ကျွန်တော်ဟိုလိုပြောအောင်မရောင်းတော့အစ်စ်တွေကတော့ကိတ်ထွက်ဟုတ်တယ်ဒါမဲ့ကိုတန်တောင်းကြိုက်တဲ့လူဟွာဖြစ်တဲ့လူဆိုရင်တော့ကျွန်တော်ဒီအေးသက်ကြောက်လေးကတော့ဝိုင်းသိန်းဆိုပြီးတော့တင်ရောင်းထားတာ53နဲ့ပုံမှန်6သိန်းကျော်လောက်ဟွာဖြစ်တာဆိုတော့တကယ်လည်းနှစ်ကလုံးရတယ်တဲ့မလားပိတ်သွားရင်ဟွာပြမှဆိုလို့ဟိုကိုကဝိုင်းသိန်းလို့ရေးထားလိုက်တော့တာတကယ်တော့အခုလက်ရှိတော့ပုံကိုရ3မဲ့ဆိုတော့နှစ်ကလုံးက3လို့ရတယ်ဒါမဲ့ဟိုတကယ်လို့များဒီကာလကြော်သွားလို့ပိတ်သွားခဲ့ရင်ဆိုတော့သဘောနဲ့ကျွန်တော်တို့ကတက်ကက်ပဲလို့ပြောတာ3တာတော့နှစ်ကလုံးထည့်3လို့ရတယ်ဗျဆန်းလုံးကြတော့ကြောက်တယ်ဆိုတာမတွက်တာရောင်းရတာကျွန်တော်ဒီထွက်တယ်ဒီတော့ဒီတော့မြန်တယ်ဒီနဲ့တက်ကနိုတော့တက်ကနိုရေးဖွင့်နေတော့ကိုရိုးနဲ့ကိုတော့ကျွန်တော်လည်းထွက်တယ်ဆိုဟုတ်ပါတယ်ဟိုအရင်နဲ့ရှင်တော့နည်းနည်းတော့ကြာပါတယ်လူတော့စောင်းရတယ်ဟုတ်တယ်လူစောင်းရဆိုတာကိုဆန်းတော့ကြိုက်တဲ့လူအလုံးတန်းတန်းဈေးလေးကိုမင်းအောင်စီးရတယ်ပါစစ်ပြီးတာဒါရတယ်ဒါစစ်ပြီးတာကုန်းစစ်ပြီးတာအဲ့ကောင်ပြောမယ်လို့မဟုတ်ပါဘူးကိုနဲ့အခုမှတွေ့ရတယ်ဒီကိုနဲ့ကမဟုတ်ပါဒီကိုနဲ့ကကြတော့အဲ့ဒါကြောက်လို့ဖြစ်တာလောက်ရှိနေဆိုဟုတ်တယ်ဒါတော့ကျွန်တော်တို့ကလေမစစ်လိုက်ရတော့လေအဲ့လိုဖြစ်သွားတာအဲ့ကြောင့်မလို့အခုဒါကိုစစ်ထားတာဆင်းတယ်ပြီးသုံးနေလုံးနေဗျာလားသိလားဝိုင်းနေအပေကတော့ဟိုဖြစ်ပါရတယ်ရတယ်အဲ့ဒါဟိုမပိတ်တော့ဘူးမပိတ်ဘူးဝယ်ရောင်းတယောက်ကပြောတာယူသွားလို့အဲ့ဒါလို့ကျွန်တော်ဟိုဖြစ်တယ်လို့တူးဝမ်းရရင်ရတယ်လို့ကြီးညာထားတာလည်းရှိတယ်လို့ဟောမျိုးဆိုတာဟောမျိုးမဖြစ်လဲတော့ဟိုရောင်းနေတယ်ဖြစ်နေပါဆိုတော့ဒီနေ့တော့ဟောမင်းကော်လီရအောင်လည်းလုပ်မနဲ့နဲ့လောက်ပါယူလိုက်ပါတော့ဟိုပဲ3500ဝယ်ယူပါကျွန်တော်9000ပဲဟောဖြစ်တာကိုင်းရင်လို့33ဝယ်တင်ထားတာလေငါကွယ်ဒီလားကျွန်တော်ဒီယူကြတာတော့အကိုဟိုဖြစ်လို့ပါနောက်လုံးနဲ့ဟိုဖြစ်လို့ကျွန်တော်ဒီကအမျက်မယူတော့ပါဘူးဒီပဲယူလိုက်ပါတော့ကျွန်တော်ဒီယူတာအဲ့တဲ့အောက်ရင်လည်းကျွန်တော်လုတ်ခဲ့ပါဗျာဒီတော့ကျွန်တော်မို့တမ်းမီပါရတယ်အပိတ်ကလုံးဟိုဝမ်းတင်အမေတို့ဟောတော့တခြား brand မီပါညာပြင်ဆန်တော့ရောင်းတယ်ဘူးဒီကကျွန်တော်ဟိုဟာဖြစ်နေတယ်ဒါပေမဲ့အကိုကတိတ်ဟိုဟာအကိုတို့ဘက်ကအဲ့လိုမျိုးဟိုဟာဖြစ်တယ်လို့မရှိလို့တော့ကျွန်တော်အဲ့ဟိုတကားဆိုကြံတော့ဆို53နေကြီးပဲလေးလုံးတော့မှဟုတ်တယ်ညာကျွန်တော်အဲ့50မိနစ်တွေ30မိနစ်သူတွေဒီဇိုင်းတော့မှန်လက်ဝင်နေကျွန်တော်ဘလောင်းနဲ့ရောင်းလိုက်တာဒီဝင်းနဲ့မှန်လက်ဝင်နေဟုတ်တယ်အဲ့တော့ဒီသေးလဲမဟုတ်သေးတယ်အဲ့တော့ဒါပေမဲ့တကယ်ကန်သုံးလို့ကောင်းတယ်မကြိုက်မဲ့တာမကြိုက်ဘူးကိုလူအဲ့တော့ဟိုကတော့ပေါ့အဲ့ကောင်6သိန်းတော့4-6သိန်းပေါ့လက်လက်ချတယ်ဟော
ပိုင်းတစ်ပိုင်း ပြလိုက်ရရင်နောက်ထပ်ဟောပြလိုက်ဖုန်းဆက်လိုက် ဟုတ်ပြောပြီအကိုကကျွန်တော်မှတ်ထားမယ်ကျွန်တော်မနက်ကဟိုဟာဖြစ်တဲ့ဥစ္စာကိုပါသွားတာအကိုဖုန်းကကြောင်နေတယ်ဟုတ်မမှတ်လိုက်ရအောင် ဟိုအဲ့ဟိုနာနံပါတ်က office ကျလား ဟုတ်မပေးရတယ် ဟိုလေဟိုနာကျွန်တော် ဟုတ်ဘူးခွန်ရှင်လင်းကနာမည်ယူထားလိုက်လေအဲ့ဒါကျွန်တော်ဟိုဟာဒီကိုတို့ဆိုရင်အဲ့ဆက်လို့ရှိရင်ကိုရိုမန်တန်တီမှာကျွန်တော်ကိုဆိုရင်ကျတော့ဘလူတဲ့ကြကျွန်တော်တသေးရောက်တာမို့လို့ ဘုံကျွန်တော်ဖုန်းပါခဲ့လား ခွန်ရှင်လင်းကဖုန်းပြတာပါလား